မင်္ဂလာပါလေးပေါင်မို့အကြောင်းမိကုန်းတွေပြောကြရတာပြီးစားတဲ့ပိတ်ရဲ့အပြင်ဘက်ကိုဖြတ်ပြီးအပိုင်းလေးတွေပြီးကျက်ဥကိုခွဲလိုက်ပါပြီးကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးလေခဲထဲလေးပြီးကျက်ဥထဲထည့်လိုက်ပါပြီးပေါင်မုံတွေနဲ့ဖြတ်ပြီးစီပူထဲကြော်ပြီးစားလိုက်ပါမိုဇာယေလာချိတ်တီဝါသုံးတစ်တိအရင်ဆုံးပေါင်မုံလေးချက်ကိုစီပြီးစားတဲ့ပိတ်ရဲ့အပြင်ဘက်ကိုဖြတ်ပြီးအတုံးသေးသေးလေးတွေပြီးကျက်ဥကိုခွဲပါပြီးရင်ကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးတင်ခဲထဲလက်ပြီးကျက်ဥထဲထည့်ပါပြီးရင်ပေါင်မုံနဲ့ဖြတ်ပြီးစီပူထဲကြော်ပြီးစားလိုက်ပါအရင်ဆုံးပေါင်မုံလေးချက်ကိုစီပြီးစားတဲ့ပိတ်ရဲ့အပြင်ဘက်ကိုဖြတ်ပြီးအတုံးသေးသေးလေးတွေပြီးဖြတ်ကကျက်ဥကိုခွဲပါပြီးရင်ကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးတင်ခဲထဲလက်ပြီးကျက်ဥထဲထည့်ပါပြီးရင်ပေါင်မုံနဲ့ဖြူပြီးစီပူထဲကြော်ပြီးစားသုံးနိုင်ပါတယ်ပထမအထက်လေးပေါင်မုံအကြောင်းမိကုန်းတွေကိုသဘောကျတယ်။ပြီးစားတဲ့ပိတ်ရဲ့အပြင်ဘက်ကိုဖြတ်ပြီးအပိုင်းလေးတွေပြီးကျက်ဥကိုခွဲလိုက်ပါ။ပြီးကျက်ဥကိုပေါင်မုံထဲဖြတ်ပြီးတင်ခဲထဲလေးပြီးကျက်ဥထဲထည့်လိုက်ပါ။ပြီးပေါင်မုံတွေနဲ့ဖြတ်ပြီးစီပူထဲကြော်ပြီးစားလိုက်ပါ။နောက်မှတွေ့ကြမယ်